မင်္ဂလာပါဒီနေ့ဖတ်ပြပေးသွားခြင်းနဲ့စာအုပ်လေးကဆရာမဆုရှမေရေးသားထားတဲ့နောင်တကင်းစွာရှင်သန်ခြင်းဆိုတဲ့စာအုပ်လေးတွေကစာပုံလေးနှစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမစာပိုက်ကလေးရဲ့ခေါင်းစဉ်ကဘဝဆိုတာဆက်လက်နေထိုင်သွားဖို့ပါတဲ့ဘဝမှာကြာရှုံးမှုတွေဆုံးရှုံးမှုတွေပြိုလဲမှုတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်ကြာရှုံးမှုတွေနဲ့ကြုံတွေ့တဲ့အခါမိမိကိုမိမိတော်တော်အသုံးမကျပါလားဆိုတဲ့အပြစ်တင်ဝေဖန်မှုတွေနဲ့အချိန်အတော်ကြာနလန်ပြန်မထူနိုင်ကြပါဘူးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ရင်ဆိုင်ရချိန်မှာလဲကျမတို့ကဆုံးရှုံးလိုက်ရတဲ့အပေါ်ဖြေမစင်နိုင်အောင်ပူဆွေးတော့ကရောက်တတ်ကြပါတယ်ဆုံးရှုံးလိုက်ရတဲ့အရာတစ်ခုဟာပြန်အစားထိုးလို့မရတဲ့အရာဖြစ်ကောင်းဖြစ်မယ်ပြန်ပြီးအစားထိုးလို့ရတာလည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ဆုံးရှုံးလိုက်ရတဲ့အရာတွေကိုဘယ်တော့မှပြန်မရနိုင်တော့ဘူးလို့တွေးထင်ပြီးကိုယ့်ဘဝကိုဘယ်လိုရှေ့ဆက်သွားရပါမလဲဆိုပြီးနာကျင်မှုတန်တရားတွေကနေရုံးမထွက်နိုင်ဖြစ်ကြပါတယ်ကျမဘဝမှာအကြီးအကျယ်အသေးကွဲခဲ့မှုတဲ့အချိန်ရှိပါတယ်ဖောက်ပြန်တာကိုတိတ်မုန်းတဲ့ကျမကဘဝမှာကိုယ့်ကိုဖောက်ပြန်တဲ့လူတစ်ယောက်နဲ့ကြုံတွေ့ခဲ့ရပါတယ်အဲ့ဒီသူဟာလည်းကျမတိတ်ကိုချစ်ရတဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်ကျမနှလုံးသားတွေတစစီကြေမွပျက်စီးခဲ့ရပါတယ်သူ့ကိုမဖြစ်မနေကျမစွန့်ပစ်ရတော့မယ်သူမပါတဲ့ကျမဘဝကိုရှေ့ဆက်သွားဖို့အတွက်တတိမရှိခဲ့ပါဘူးသူမပါတဲ့ဘဝကိုဘယ်လိုရှေ့ဆက်သွားရမလဲသူမရှိရင်ကျမသေလိမ့်မယ်ဆိုတဲ့အတွေးတွေနဲ့ပေါ့ဒါပေမဲ့တစ်နှစ်အကြာမှာပြန်တွေးမိတော့ကျမမသေးခဲ့ဘူးလေအချိန်အတိုင်းအတာတစ်ခုထိခံစားကြေကွဲခဲ့ရပေမဲ့ကျမဘဝကိုကျမရှေ့ဆက်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာကျမသဘောပေါက်ခဲ့တယ်ဘဝဟာအမြဲရှေ့ဆက်သွားနေကြရမှာပဲဆိုတာကိုဟုတ်ပါတယ်ဘဝကမသိမချင်းရှေ့ဆက်သွားနေရမှာပါပဲဘဝမှာလူတွေခွဲခွာခြင်းတွေသေကွဲတွေရှင်ကွဲတွေဘလို့ခွဲခွာခြင်းပဲဖြစ်ဖြစ်လူတိုင်းမလွဲမသွေကြုံတွေ့ကြရမှာပါပဲထွက်သွားတဲ့သူဟာလည်းသူ့ဘဝသူရှေ့ဆက်ကြသလို